တိတ်ဆိတ်ငြိမ်သက်နေတဲ့ညကောင်းကင်ယံမှာတော့တနားရီတချို့ကိန်းအောင်နေပါတယ်။ကျေစင်စုဝေးတွေကြားထဲမှာဝိညာဉ်နှစ်ခုဟာအချင်းချင်းထာဝရလိုက်ဖန်နေကြစေပါ။သူတို့တွေကတော့အင်အားကြီးမားပြီးရဲရင်ချန့်ခိုင်တဲ့မုတ်ဆိုးကြီးအိုရီယိုနဲ့သူ့ရဲ့မဟာရန်သူဖြစ်တဲ့အေယာမကီမီကောက်ကြီးစကောပီယပ်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီဇက်လန်လေးကအမောင်သခင်လို့တင်စားကြတဲ့စကောပီယိုဆိုဒီရဲ့ဆိုင်တွေရဲ့ဒဏ္ဍာရီပဲဖြစ်ပါတယ်။ဒီဇက်လန်လေးကိုဆက်မပြောခင်မှာကျမရဲ့ channel ကို like and subscribe လေးနဲ့အားပေးသွားကြပါဦးနော်။အိုရီယွန်ကနက်ဖျားပူဆိုင်တွန်ရဲ့သားတော်ဖြစ်ပြီးတော့ချောမောလှပတဲ့ရုပ်ရည်ကြက်ခိုင်တဲ့ခန္ဓာကိုယ်ရှိပါတယ်။သူကမုတ်ဆိုးတဦးဖြစ်ပြီးတော့အလေးတက်ပညာကိုတစ်ဖက်ကန်းခတ်တက်မြောက်တဲ့သူလည်းဖြစ်ပါတယ်။သူကိုဖြစ်ကျော်နိုင်တဲ့တာရဲ့တရိษံမရှိတဲ့အခါမှာအိုရီယွန်ကဒီကမ္ဘာမြေမှာသူ့ကိုတတ်နိုင်တဲ့တရားမရှိဘူးလို့မာနထောင်လာစွာကြွကြော်ခဲ့ပါတယ်။ဒါကနတ်ဖျားတွေရဲ့အမျက်တော်သားကိုလှုံ့နိုးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။သူ့ရဲ့သားသမီးတွေကိုထိပါလာတဲ့မိခင်ကမ္ဘာမြေကြီးကာယာကတော့ဟိုးကမ္ဘာမြေရောက်အတွင်းထဲမှာခိုအောင်နေခဲ့တဲ့အေယာမသားရဲ့ကြီးတစ်ကောင်ကိုဆင်ခေါ်လိုက်ပါတယ်။ဒီသားရဲ့ကြီးကကြီးမားတဲ့ခန္ဓာကိုမကျောင်းလုံးနဲ့အခွန်နဲ့ဖွဲ့စည်းထားပါတယ်။သူ့ရဲ့အမိကနေငရဲမိလိုပူလောင်တဲ့အစိတ်တွေကိုလည်းထုံနိုင်ပါတယ်။ဒါကတော့ပြိဿရာသီခွင်တွေရဲ့ဆက်လိုက်ကြောကြီးစကောပီယပ်ပဲဖြစ်ပါတယ်။ဂိုင်ယာကအိုရီယွန်ကိုတပ်ဖို့အတွက်စကောပီယပ်ကိုစိတ်ခိုင်းခဲ့ပါတယ်။သူတို့နှစ်ဦးကအချင်းချင်းရဲရင်စွာတပ်ပုတ်ခဲ့ကြပေမဲ့အိုရီယွန်ရဲ့လက်နက်တွေကစကောပီယပ်ရဲ့အရေးပြားကိုထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။အရန်လှိမ့်မြန်လွန်းတဲ့ဒီကီမီကောက်ကြီးကသူ့ရဲ့စိတ်ဆူကိုလှက်တပြက်ထုတ်တင်လိုက်ချိန်မှာတော့အိုရီယွန်ရဲ့ခန္ဓာကိုယ်ဟာအသက်ဝိညာဉ်ကင်းမဲ့သွားခဲ့ပါပြီ။တချို့တနာရီတွေမှာတော့လာနက်ဖျားအာတီမစ်ကချောမောပြည့်ပြည့်တဲ့အဆင်းရှိတဲ့အိုရီယွန်ကိုနှစ်သက်သဘောကျခဲ့ပါတယ်တဲ့။ဒါပေမဲ့အိုရီယွန်ကမောက်မာလုံးတဲ့အတွက်အပိုလိုကအမျက်ထွက်ခဲ့ပြီးစကောပီယပ်ကိုစိတ်လွတ်ပြီးတက်ခိုင်းခဲ့တာပါ။တချို့ကြတော့လေအိုရီယွန်ကအပြိုစင်နဲ့ဖျားမအာတီမစ်ရဲ့နောက်လိုက်တွေကကောင်မလေးတယောက်ကိုအဓမ္မပြုကျင့်ခဲ့တာကြောင့်အာတီမစ်ကိုယ်တိုင်ကအိုရီယွန်ကိုတပ်ဖို့အတွက်စကောပီယပ်ကိုစိတ်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အားလုံးမှာတူညီတဲ့အချက်ကတော့ဇူးစ်ကအိုရီယွန်ကိုရေးဆန်းတက်ခတ်ခဲ့တဲ့စကောပီယပ်ကိုကျဲစင်အစုအဝေးအဖြစ်ဂျယ်ရီကြားထဲမှာထည့်သွင်းကုန်ပြုခဲ့ပါတယ်တဲ့။ဒါအပြင်အိုရီယွန်ရဲ့ဝိညာဉ်ကိုလည်းကောင်းကင်ယံကစကောပီယပ်နဲ့ကလျက်နေရာမှာထားပေးခဲ့ပါတယ်။ညစဉ်ညတိုင်းအရှိရက်ကစကောပီယိုကျဲစုထွက်ပေါ်လာတဲ့အချိန်မှာအိုရီယွန်ကျဲစုကတော့အနောက်ဘက်မိုးကုတ်စဝိုင်းလေးကိုဝင်ရောက်ပြောက်ကွယ်သွားရပါတယ်။မာနကြီးပြီးတော့ရှင်ပြနိုင်ခဲ့သူမရှိခဲ့တဲ့မုတ်ဆိုးကျော်ကြီးဟာသူ့ရဲ့ကံကြမ္မာကိုစီရင်နိုင်တဲ့တားရဲ့ကြီးရဲ့လက်ကနေတော့ထာဝရထွက်ပြေးနေရတဲ့ပြရုပ်တစ်ခုအဖြစ်ယနေ့တိုင်းကျမတို့မြင်တွေ့နေရဆဲဖြစ်ပါတယ်။ဒါအပြင်စကောပီယိုတွေမှာဒီထက်ပိုပြီးရှိကြတဲ့ဒဏ္ဍာရီလည်းရှိပါသေးရဲ့။ရှစ်ခေတ်ဘေဘီလုံးရင်ကျေးမှုမှာနေနက်ဖျားရဲ့တကားကိုစောင့်ကြရတဲ့သားရဲတွေရှိပါတယ်။သူတို့ကလူတစ်ပိုင်းကီမီကောက်တစ်ပိုင်းခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြပြီးတော့ကဘာမီရဲ့အစွန်ဖျားတွေမှာရက်ဆောင်ရင်မိုးလင်းမိုးချုပ်တိုင်းမှာတကားတွေကိုဖွင့်ပေးနေခဲ့ရပါတယ်။သူတို့ရဲ့အစင်းတွင်ပြင်ကကြောက်စရာကောင်းနေပေမဲ့သူတို့ကကောက်ွယ်ဆောင်းရှောက်တဲ့သူတွေလည်းဖြစ်ကြပါတယ်။အီဂျစ်ပြည်မှာတော့ကီမီကောက်တွေဆိုတာနတ်ဖျားမဆာခတ်ရဲ့အထုံမြတ်တော်ဝါရီဖြစ်ပါတယ်။ဆာခတ်ဟာအီဂျစ်လူမျိုးတွေရဲ့ကုသပေးရသူဖြစ်တဲ့အပြင်နောက်ဘဝကိုကူပြောင်းသွားတဲ့ဝိညာဉ်တွေရဲ့ဆောင်းရှောက်ရသူလည်းဖြစ်ပါတယ်။သူမကအစိတ်နဲ့ကုသခြင်းသိဆုံးခြင်းနဲ့ပြန်လည်မွေးဖွားခြင်းတို့ကိုအဆိုရတဲ့နတ်ဖျားမှာပါ။သူမကကြောက်ရွံ့ခြင်းနဲ့လေးစားကိုးကွယ်ခြင်းနှမျိုးလုံးကိုလည်းခံရတဲ့သူဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကီမီကောက်တွေကသိစေနိုင်ပေမဲ့လည်းသူတို့ရဲ့အစိတ်တွေဟာကုသရေးအတွက်အသုံးပြုနိုင်ခဲ့ကြလို့ဖြစ်ပါတယ်။ဒါကြောင့်လဲစကောပီယိုတွေဆိုတာလှုပ်ဝက်နေပြီးအစွမ်းနှစ်ဖက်လုံးရှိတဲ့သူတွေလို့တင်စားခံရတာပါ။သူတို့ရဲ့သွေးအေးရက်ဆက်တဲ့မျက်လုံးတွေနောက်မှာတိုးဝက်သိမ်းစီထားတဲ့စိတ်ဝိညာဉ်တွေရှိပါတယ်။သူတို့ကကောက်ွယ်ဆောင်ရှောက်တတ်တယ်၊ဖြည့်ဆည်းပြတ်တတ်ကြတယ်၊သစ္စာရှိရှိနဲ့ချစ်တတ်တယ်လို့သွေးအေးရက်ဆက်နိုင်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ကစကောပီယိုတယောက်နဲ့တွေ့ပြီဆိုရင်သူတို့ရဲ့ယုံကြည်မှုတွေကိုမဖြစ်စည်းမိစေဖို့အတွက်လိုအပ်ပါလိမ့်မယ်။
မဟုတ်လို့ရှိရင်တော့ဟိုးကဘာမြေရောက်အမောင်းတူတွေကတာရဲ့ကြီးရဲ့အစိတ်တန်းကိုအလိုလဲခံရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာဌာနတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျမရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်